္ဂလာပါရှင်ကျွန်တော်တို့ရဲ့အကစား channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းနောက်ဆုံးရအကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီကနေ့မနေ့အစောပိုင်းမှာရှိမှန်ကစားခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်မှာတော့နာမည်ကြီးရီယယ်မက်ဒရစ်အသင်းကမိုဂျန်ကလပ်ဘက်အသင်းနဲ့ပွဲစဉ်မှာတစ်ဖက်နှစ်ဂိုးစီတရေကျခဲ့ပြီးချန်ပီယံလိအုပ်စုဇယားရဲ့အောက်ဆုံးနေရာကိုရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာလည်းရီယယ်မက်ဒရစ်အသင်းဟာရှက်တာတိုနဲ့အသင်းနဲ့ပွဲစဉ်ကလိုပဲရှုံးကန်ခဲ့ရပြီးတော့ပွဲကစားချိန်မိနစ်80ကျော်တဲ့အထိနှစ်ဂိုးပြတ်နဲ့ရှုံးနေခဲ့ရလည်းဖြစ်ပါတယ်။ပွဲကစားချိန်88မိနစ်နဲ့မိနစ်90တွေမှာနှစ်ဂိုးပြတ်လည်းသွင်းယူနိုင်ခဲ့တာကြောင့်တရေတမှတ်ပြန်လည်ရရှိခဲ့ရလည်းဖြစ်ပါတယ်။အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးအသင်းနဲ့မီဒီလန်အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်လည်းလီဗာပူးအသင်းက2ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီပွဲစဉ်မှာတော့လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမားဖာဘင်ဟိုကတော့တကောက်ကျော်တရာရရှိခဲ့တာကြောင့်ခန့်စင်ပိုင်းမှာပြဿနာဖြစ်နေတဲ့လီဗာပူးအသင်းတော့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ Professional ကစားသမားဘဝကနေအနားယူသွားခဲ့ပြီဖြစ်တဲ့မီရှယ်ဘွန်တော်တန်ဟန်ဟော့စပါအသင်းနဲ့ဆွမ်စီအသင်းတို့ရဲ့ကိုသမားဟောင်းတစ်ယောက်ဖြစ်တဲ့မီရှယ်ဘွန်ကတော့ကစားသမားဘဝကနေအနားယူသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဘွန်ဟာဆိုရင်2011ခုနှစ်မှာယူထရက်အသင်းကနေဆွမ်စီအသင်းကိုပြောင်းရွှေ့လာခဲ့ရလည်းဖြစ်ပါတယ်။2014ခုနှစ်မှာတော့တော်တန်ဟန်ဟော့စပါအသင်းကိုရောက်ရှိခဲ့ပြီး2014ခုနှစ်ကနေ2019ခုနှစ်အထိပွဲပေါင်း48ပွဲအထိပါဝင်ကစားခွင့်ရခဲ့ရလည်းဖြစ်ပါတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့နယ်သာလန်နိုင်ငံသားဘွန်ဟာ2008ခုနှစ်ကနေ2014ခုနှစ်ထိနယ်သာလန်လက်ရွေးစင်အသင်းမှာပါဝင်ကစားထားပြီး15ပွဲထိအနိုင်ရရှိထားလည်းဖြစ်ပါတယ်။မီရှယ်ဘွန်ကအနားယူခဲ့ပြီးတဲ့နောက်ဆွမ်စီနဲ့တော်တန်ဟန်တို့လိုအသင်းတွေမှာကစားနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူမိပါတယ်။ကျွန်တော်ရဲ့နိုင်ငံအသင်းတော်လည်းကုစားပြုကစားနိုင်ခဲ့ပါတယ်။ဒီလိုကြီးကျယ်တဲ့သမိုင်းကြောင်းတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ရတာဝမ်းသာပါတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ရလည်းဖြစ်ပါတယ်။ချက်စီနီးပြလမ်းဘက်ကိုစိတ်ရှည်ပေးကြရန်ပရိသတ်တွေကိုတိုက်တွန်းလိုက်တဲ့အာဆီယံရာသီအစမှာရလက်တွေဆိုးဝါးနေတဲ့ချက်စီနီးပြလမ်းဘက်ကိုအချိန်ပေးစောင့်ကြည့်ဖို့ကွင်းလယ်လူဟောင်းအာဆီယံကတိုက်တွန်းလိုက်ပါတယ်။ပြီးခဲ့တဲ့အပြောင်းရွှေ့ကာလတွေမှာပြောင်းရွှေ့ကြီးပေါင်းတန်းနေရာထိအသုံးပြုထားခဲ့ပေမဲ့လည်းရာသီအစပွဲစဉ်တွေမှာတော့လမ်းဘက်ရဲ့ချက်စီအသင်းဟာရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ချက်စီအသင်းနီးပြလမ်းဘက်ဟာအသင်းကိုပွဲစဉ်တိုင်းအနိုင်ရရှိအောင်ကြိုးစားအားထုတ်နေသူဖြစ်ပြီးအင်္ဂလန်သားနီးပြဟာချက်စီအသင်းနဲ့ကိုက်ညီမှုရှိဆုံးနီးပြဖြစ်ကြောင်းအသင်းပေါ်ဟောင်းအာဆီယံကပြောကြားခဲ့ရလည်းဖြစ်ပါတယ်။အာဆီယံနဲ့လမ်းဘက်တို့ဟာချက်စီအသင်းမှာ9နှစ်ကြာအတူတွဲကစားခဲ့ကြတာဖြစ်ပြီးတော့အသင်းပေါ်ဟောင်းအာဆီယံကပရိသတ်တွေအနေနဲ့နီးပြလမ်းဘက်ကိုစိတ်ရှည်ပေးကြဖို့တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။တရားဝင်နှုတ်ထွက်သွားပြီဖြစ်ကြောင်းကြေညာခဲ့တဲ့ဘာတိုမြူနဲ့ဘုတ်ဖွဲ့ဝင်များဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဘာတိုမြူနဲ့သူ့ရဲ့ဘုတ်ဖွဲ့ဝင်တွေအားလုံးဟာနှုတ်ထွက်သွားပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။တနင်္လာနေ့ညကအစည်းအဝေးမှာတော့ဘာစီလိုနာဥက္ကဋ္ဌဖြစ်သူဘာတိုမြူကရှာရိုးကနှုတ်ထွက်ပေးစရာမလိုပဲကြားဖြတ်ခံယူပွဲကိုဆက်လက်ကျင်းပမယ်ဆိုပြီးတော့ပြောကြားခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအစိုးရကပရိသတ်တွေအားလုံးပါဝင်တဲ့ဆန္ဒခံယူပွဲကျင်းပဖို့ပြောကြားလာတာကြောင့်ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေဟာမဖြစ်မနေအိမ်ပြင်ထွက်ရနိုင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာဥက္ကဋ္ဌနဲ့ဘုတ်ဖွဲ့ဝင်တွေကမနေ့ကညမှာအရေးပေါ်အစည်းအဝေးပြုလုပ်ပြီးရှာရိုးကနေနှုတ်ထွက်သွားခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာအသင်းအတွက်ကြားဖြတ်ဆန္ဒခံယူပွဲကျင်းပစရာမလိုတော့ဘဲရွေးကောက်ပွဲအသစ်ကျင်းပတော့မှာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းပရိသတ်တွေဟာအစောပိုင်းကာလတွေမှာဆိုရင်အသင်းဥက္ကဋ္ဌဘာတိုမျိုးကိုနှုတ်ထွက်ဖို့ဆန္ဒပြခဲ့ကြလည်းဖြစ်ပါတယ်။ပေါ့ပါနဲ့ဘရူနိုဖာနန်တက်တို့ဟာတသင်းနဲ့အတူကစားလို့ရတဲ့ကစားသမားတွေမဟုတ်ကြောင်းဆိုလိုက်တဲ့ဂါရီကာယူနိုက်တက်မှဆိုရင်ပေါ်ပါနဲ့ဘရူနိုဖာနန်တက်တို့ဟာတသင်းနဲ့အတူတွဲကစားလို့မရကြောင်းပြောကြားသွားခဲ့ပါတယ်။ချက်စီအသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းပေါ်ပါဟာအရန်စင်းမှာပါဝင်လာပြီးဘရူနိုဖာနန်တက်ဖရန့်စ်နဲ့တော်မီနီတို့ဟာပွဲထွက်လာခဲ့ရလည်းဖြစ်ပါတယ်။ကာရီကာကပေါ်ပါကိုအရန်ကုန်ပို့ထားတဲ့ဆိုရှာရဲ့အစီအစဉ်ကကောင်းပါတယ်။ခရစ္စတယ်ပယ်လီအသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းပေါ်ပါနဲ့ဖာနန်တက်ကိုအတူပွဲထုတ်လို့မရဘူးဆိုတာပြောဖြစ်ခဲ့ပါသေးတယ်ဆိုပြီးပြောကြားခဲ့ရလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းကာရီကာကဖန်တီဘိတ်ကိုခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီးတော့လည်းဖန်တီဘိတ်ကိုဘာကြောင့်ခေါ်ရလဲဆိုတာကိုတကယ်ကိုနားမလဲတာပါ။သူ့အနေနဲ့ဘရူနိုဖာနန်တက်နဲ့ပေါ်ပါတို့ရဲ့နေရာမှာဝင်ကစားမှာဖြစ်တဲ့အတွက်သူ့အနေနဲ့အသင်းနဲ့အထိုင်ကျဖို့ဘလို့ကစားမှာလဲဆိုတာနားမလည်နိုင်ပါဘူးဆိုပြီးတော့ပြောကြားသွားခဲ့ရလည်းဖြစ်ပါတယ်။အားကစားလောကကနေ2နှစ်ပိတ်ပင်ခံလိုက်ရတဲ့ခရစ္စတီယန်ကိုမန်မီတာ100ကမ္ဘာချန်ပီယံအပြေးသမားတစ်ယောက်ဖြစ်တဲ့ကိုမန်ကတော့တားမြစ်စေးသုံးဆွဲမှုကိုစစ်ဆေးခံရပြီးတော့2နှစ်ရက်ထိပိတ်ပင်ခံလိုက်ရပြီးလည်းဖြစ်ပါတယ်။အသက်24နှစ်ရှိပြီဖြစ်တဲ့အမေရိကန်နိုင်ငံသားခရစ္စတီယန်ကိုမန်ကတော့နောက်နှစ်မေလမှာကစားမယ့်တိုကျိုအိုလံပစ်ပြိုင်ပွဲကိုလွှဲချော်တော့မှာလည်းဖြစ်ပါတယ်။ကမ္ဘာချန်ပီယံ2ကြိမ်တိတိရရှိခဲ့ပူးတဲ့ကိုမန်ဟာအယူခံဝင်ဖို့ရက်30အတွင်းမှာပြုလုပ်ရမှာလည်းဖြစ်ပါတယ်ရှင်။